အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကနေပြီးတော့ကိုမများအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါရနော်ကိုမများအားလုံးပဲဒီဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့နော်10ရက်3လ2025ကနေပြီးတော့14ရက်3လ2025အထိကိုဒိတ်စာရက်တွေကိုစူးစီးပြီးတော့တင်ဆက်ပြသပေးထားတဲ့ဗီဒီယိုဒုတိယပိုင်းပဲဖြစ်ပါရနော်အဲကြောင့်မို့လို့ကိုမတို့အနေနဲ့ကနော်ဒီဗီဒီယိုထဲမှာကောအရင်ခါဗီဒီယိုထဲမှာကောကိုမတို့လူကြီးနဲ့အတိတ်စာရည်ဒီပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ပြီးတော့ရေးထားပေးပါနော်တကယ်လို့ကိုမတို့လူကြီးနဲ့အတိတ်စာရည်တွေကဒီဗီဒီယိုထဲမှာကောအရင်တစ်ခါတင်ပေးခဲ့တဲ့ဗီဒီယိုပထမပိုင်းမှာကောပါခဲ့လို့ရှိရင်နော်ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုမ join ရသေးလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ပြောလိုက်ပြရစီဗျာနော်အဖြစ်လို့ join ခဲ့နိုင်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel လေးကို join ထားမယ်ဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကအပတ်တိုင်းအတွက်အတိတ်ဆိုင်ရဲ့အစုံလင်ကောနောက်ပြီးလို့ရှိရင်နေ့တိုင်းအတိတ်ဆိုင်ရဲ့အစုံလင်ကောနေ့တိုင်းကနေဟန်းတွေကိုလည်းတခါတည်းပတိကြည့်ရှုရမှာပဲဖြစ်ပါရဲ့เนาะအဲကြောင့်မလို့ကိုမတို့အနေနဲ့ကเนาะကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးလို့ရှိရင်ဒီ video comment ထဲမှာကျွန်တော်ရဲ့ Telegram channel လေးကိုချပေးထားပါရဲ့เนาะဟုတ်ကဲ့ဒါကတော့တော့ရကိုတော့အနီးကပ်ဖြစ်ပါရဲ့เนาะဟုတ်ကဲ့ဒါလေးကတော့ပကုံးမယ်တော့ကတ်ကလေးပဲဖြစ်ပါရဲ့เนาะပကုံးမယ်တော့ကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်းစေးထားပါเนาะဒီကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတော့ကိုမများကလည်းပဲတစ်ခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะဒါလေးကတော့ရွှေကုတ်ကိုကတ်ကလေးပဲဖြစ်ပါရဲ့เนาะရွှေကုတ်ကိုကတ်ကလေးကိုအသုံးပြုပါတယ်ဆိုတော့ကိုမများအားလုံးကလည်းပဲသူ့ရဲ့ရှေ့ဘက် channel နောက်ဘက် channel ကိုတစ်ခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါเนาะဟုတ်ကဲ့ဒါလေးကတော့ရွှေပဇက်ကတ်ကလေးပဲဖြစ်ပါရဲ့เนาะရွှေပဇက်ကတ်ကလေးကိုအသုံးပြုတဲ့သူများကလည်း screenshot ရိုက်ထားပါဒါလေးကတော့ဖိုးသူတော်ကတ်ကလေးပဲဖြစ်ပါရဲ့เนาะဖိုးသူတော်ကတ်ကလေးကိုအသုံးပြုတာလည်းဆိုတော့ကိုမများကလည်း screenshot ရိုက်ထားပါเนาะ